ကျွန်တော်ကခမ ्या ကိုသိချစ်တာဒီစကားကိုတော့ခမ ्या ကြားဘူးနေကြလဲဖြစ်မှာပါတစ်ချိန်လုံးကခမ ्या ကိုလေငိုပြီးတော့လေပြောဘူးတယ်ရီးပြီးတော့လေပြောခဲ့ဘူးတယ်အရင်တုန်းကနေမကြားချင်ရအောင်မသိချင်အောင်ဆောင်ခဲ့တဲ့ခမ ्या အတွက်တော့လေဘာမှမထူးဆန်းပါဘူးဒါပေမဲ့လေကျွန်တော်ပြောပြမယ်တိလားကျွန်တော်ကခမ ्या ကိုသိချစ်တာအစင်မပြေမှုတွေရှိလာရင်ခမ ्या ပြုံးနေပြတ်သွားမှာဆိုလို့ကိုယ့်အစင်မပြေမှုကိုကိုမျိုးတိတ်ထားပြီးအစင်ပြေပါတယ်ဆိုတဲ့စကားလုံးလေးပဲသုံးခဲ့တာပါခမ ्या ကတမ္မာချင်းအောင်ဆောင်ထားတာပဲရှိတာပြီးတော့တကယ်တမ်းကြတော့လေဝမ်းနေစရာဆိုလက်ခံထားနိုင်တာမဟုတ်ဘူးပြီးရင်တခုခုအစင်မပြေကျွန်တော်ကိုပြစ်ထားဖို့ပဲပြီးတော့အစင်မပြေမှုတွေရှိလာရင်ကျွန်တော်မှလေမျိုးတိတ်ထားရတာပြီးတော့လေခမ ्या ကိုကျွန်တော်ကအမြဲတမ်းအရေးတကြီးကြီးနေခဲ့မိတဲ့သူလေထန်ထားခဲ့ခြင်းတဲ့အခါလေသိတယ်ပြီးတော့မျက်နှာလေးပြောင်းသွားတာကအစားအကုန်သိတယ်မပြောဖြစ်ခဲ့တာကျွန်တော်ကပဲရန်ရှာတယ်ဖြစ်မှာဆိုလို့ပါဇက်ပိတ်ပြီးနေခဲ့လိုက်တာပါခမ ्या ကိုကျွန်တော်ကတိတ်ချစ်တာထွက်သွားခြင်းနဲ့ဆိုတဲ့အခါတော့ကျွန်တော်လက်လွတ်ပေးခဲ့တာပဲအနည်းဆုံးတော့ခမ ्या ပျော်နေတာကိုညီကျင်ခဲ့တာလေခမ ्या မရှိရင်မဖြစ်ဘူးဆိုတဲ့စကားကိုတိုးတိုးလေးယူယူပြီးခမ ्या မရှိရင်ကျွန်တော်ရက်တည်ဖို့မလွယ်ဘူးဆိုတဲ့စကားတွေကိုမျိုးတိတ်ထားပြီးခမ ्या ပျော်မယ်ထင်လို့လက်လွတ်ပေးခဲ့တာပါကျွန်တော်ကခမ ्या ကိုလေအဲ့လောက်ထိချစ်ခဲ့တာဒါပေမဲ့ခမ ्या ကကြတော့ကျွန်တော်ကိုလေတကယ်မချစ်ခဲ့ဘူး